လုံးမဲမင်္ဂလာပါအခုညီမတို့သွားမှာတော့အင်းတကောရွာမှာရှိတဲ့ Beach Garden ဆိုတဲ့ resort လေးကိုသွားပါမယ်အဲ့တော့ညီမတို့မနေ့စောလေးပဲထွက်လိုက်တယ်ပေါ့နော်ဒါကတော့ Beach Garden လမ်းကိုသွားတဲ့လမ်းလေးပါမြင်းနီလမ်းလေးပေါ့နော်ဒီတော့တဲ့ခုလေးရောက်သွားတဲ့လိုမျိုးပေါ့နော်အဲလမ်းတိုင်းလေးဝင်သွားရပါတယ်အမှာချန်စီယိုလေးတွေ့နေမယ်ပေါ့နော်အဲတိုင်းလေးပဲတဲလေးပဲဝင်သွားလိုက်ပါသူ့လမ်းတိုင်းလေးပဲဝင်သွားရင်အထဲထဲမှာစိုင်းပုတ်လေးနဲ့လမ်းညွှန်ထားပါတယ်ကားပါကင်ဆိုကားပါကင် reception ဆို reception သူကတော့စပြီးတော့တန်းတွေ့စီးပါပြီတမီးကတော့ကတော့အခုကရှီကူကန်ပေါ့နော် reception ရဲ့ဒီဘက်လေးမှာပဲရှိပါတယ်ရှီကူကန်လေးပါသူတို့စော့မဲ့နေရတော့သူတို့ကလုံးဝရှားထားပြီးပါရေကူနေတို့စောရသေးဘူးပေါ့နော်ကိုကတော့ရှီကူကန်ရဲ့ဒီမှာစောက်ဆိုင်လေးရှိပါတယ်နေ့လေးဆောင်အမှပဲစားလိုက်တယ်ပေါ့နော်ဒါကတော့ညနေတန်းလျှောက်တာပေါ့နော်ဟိုကြည့်ဆိုရဲမှာတော်တော်ကျယ်တယ်သူ့ရဲ့ကံမင်းကဒါဟေးပြူပေါ့နော်သူကviewpoint လို့လည်းပြောလို့ရတယ်ကလေးတွေစီပြီးတော့ကိုယ်လည်းဒန်းလေးပဲအများကြီးရှိပါတယ်အမှဒီကင်းပိုင်းနဲ့တဲလို့ရတယ်အမှနားနေဆောင်လေးထဲမှာမာစာနာနေတစ်ပိုင်းနဲ့တဲလို့ရပါတယ်တယောက်ကလေးကြီးတနေရာကြီးစီးနေကြတာပေါ့နော်နားယူနေကြဒါကတော့ကျမတို့တဲတဲ့ garden house လေးပါ forest view ကတော့ပုဂင်းနေအကုန်ပြည့်နေလို့ဒီခန်းလေးတစ်ခန်းပဲရတော့တယ်ပေါ့နော်ဒါစောက်ထားတာမကြသေးဘူးအရန်ကြဲဝန်းလေးနဲ့တဲလို့အရန်ကောင်းပါတယ်သူပေးပါတယ် forest view လေးရှိသေးရဲ့ခုံလေးနဲ့လေညနေဆိုတော့ထိုင်လို့ရတယ်ခန်းလေးရတဲ့ကျေတွေယူကန်အင်တာနဲ့လုံးဝကိုအိမ်တစ်ခန်းစာလောက်လေးကိုပေါ့နော်ကျေတယ်ထဲမှာတမီးရတော့စတိုင်ရအခန်းထဲမှာရွှဲအင်တာပါတယ်သူ့ရဲ့ဟွာလေးကတော့ကြည့်ပြောရမယ်ပေါ့နော်ရုံးလေးကစိုးပါတော့ဒီအခန်းလေးတဲ့တသိရဲ့လေးနဲ့ဒါလေးကကျမတို့တဲတဲ့အခန်းပြီးနာ forest view လေးပေါ့နော်ခုံလေးပြီးထားတယ်အမှညနေကျတော့ဝိုင်လေးတောက်ပြီးတော့နေဝင်စီးစာလေးကိုကြည့်ပြီးတော့လုံးဝ relax ပေါ့နော်အနာမလီလေးဖူးဖူးနဲ့အရန်ထိုင်လို့ကောင်းတယ်အနာမှာအနာလေးတော့ကျွန်မအရန်ကြိုက်ပါတယ်ဒါကတော့ view point မှာ view point ဟိုသွားတဲ့တရားပေါ့နော်အဲ့တရားမှာဆိုလုံးဝလေးရလေးညနေဘက်လေးသွားညနေဘက်9နာရီ6နာရီဝန်းကျင်လေးကိုသွားလေးလေးတဖြူဖြူနဲ့အရန်ဟိုအသက်ရှူဝါပြီးတော့အရန်နေလို့ကောင်းပါတယ်ခလေးလည်းအရန်ကြိုက်တယ်သူတန်းစကားလေးနဲ့တော့အပိတ်ဖြစ်တာပြီးတဲ့ကြောင့်ခလေးကြီးလည်းအဲ့လိုမျိုးပြုတ်ကြမှာမှညာမပူရအောင်ပေါ့နော်အပေါ်ကတန်းရလဲရော်မြင့်နေဆိုတော့လေအဆင်ပြေပါလေဒီတူတူလေးနဲ့အရန်ဟိုတက်ရှူသွားဒါကကောင်းငင်တရားပါသူကတော့အောက်မှာတောင်းမပါတော့အရင်အသေးရဖို့ကောင်းတယ်ပေါ့နော်လုံးဝတမီးရတော့ပပဆင်းဆိုတော့မနက်ပိုင်းလေးပေါ့နော်မနက်စောထားတယ်ထားပြီးတော့ hiking လုပ်ဖို့အတွက်လေလမ်းလေးရှိရတောလမ်းလေးပေါ့နော်ဘေးနားမှာလုံးဝတောလမ်းလေးအခုမှလမ်းလေးဖောက်ထားပြီးတော့ရှောက်လို့ရတယ်ပေါ့နော်15မိနစ်20လောက်ထိရှောက်မယ်ဆိုရှောက်လို့ရတယ်ပေါ့နော်ပြီးရင်ဒီဟိုတယ်ဝင်းထဲပဲပြန်ရောက်လာတာပဲသူကအဲ့တော့ hiking လုပ်လို့လည်းရတော့မစိုးဘူးပေါ့နော်ခရီးတွေအတွေ့အကြုံလည်းရတယ်ကိုလည်း
ဒီကျင်ငံပေါ့နော်မနေ့စောစီရှောက်ရတဲ့အတွက်ကြောင့်တက်ရှူဝါပြီးတော့သူတို့အမှထပ်ပြီးတော့ဗီဒီယိုလေးချဲ့နေသေးတယ်အမှလေတခုလုပ်ဖို့ရှိရနေတူတယ်ဟိုက်ကင်းနဲ့လုပ်လို့ရတယ်အမှအတီးနဲ့ကျွဲကိုအတီးလေးအပင်လေးစိုက်ထားတယ်အများကြီးပဲပေါ့နော်အဲ့ဒီမှာတွေ့ရပါတယ်ကလေးကတော့ပျော်တယ်လမ်းလျှောက်ရလုံးဝမချီကန်အောင်ရှောက်တာပဲသူတို့ကစားတောက်တန်းကိုရောက်လာပါပြီဒီမှာစားစရာတွေအကုန်မှာစားလို့ရတယ်ပေါ့နော်သူတို့ရှိမှပဲမှာစားလို့ရတယ်အမှဓပုံရိုက်စရာတွေလည်းအများကြီးပဲနေရာတွေအများကြီးပေါ့နော်ဓပုံနေရာတွေမှမပါတော့ပေါ့နော်ဒီမှာတော့ try ကြည့်တဲ့နေရာတွေတစ်ခုလိုပဲပြောချင်ပါတယ်